စီကဘာလေးတွေကချင်ရပါတော့ချင်မမကြီးအပြုံးမဝခဏလေးနဲ့မုံညလို့ဝင်ရတော့မလားကြိုးစမ်းမောင်းခွေအလွန်ဝင်ကဘာတော့နေထင်းမှာရွှေသမင်းလိုက်မှာအချစ်သမားလေးမောက်ပေါ်မှာခွေစာနာမငဲ့ညာဝေးမာယာခွေကတော့ရည်ဘယ်ညူနဲ့ပြည့်ပါတယ်လေစိတ်အော်စိတ်ရဲ့သူကြီးတန်ရောစင်ကဘာလေးတွေကချင်ရပါတော့ချင်မမကြီးအပြုံးမဝခဏလေးနဲ့မုံညလို့ဝင်ရတော့မလားပြောစမ်းမောင်းခွေအလွန်ဝင်ကဘာတော့နေတယ်မှာရွှေသမင်းလိုက်မှာအချစ်သမားလေးမောက်ပေါ်မှာခွေစာနာမငဲ့ညာပဲမာယာခွေကတော့ရည်ဘယ်ညူနဲ့တူရဲ့ပါတယ်လေစိတ်အော်စိတ်ရဲ့သူကြီးရာဇဝင်တစ်ခုမှာပဲကွယ်စာတင်ပြူတာထားမေစာရမင်းရှင်တခင်ရဲ့ကွယ်အော်တမှုရလွားပွဲသူဟာတော့အတွက်ပန်းလက်ဆောင်လေးအင်းကြီးပန်းအလေးပါတော်လီတော့ခါဒီအတွက်နာကျင်မောဖြစ်ပွဲဆန်းကျင်အချစ်စလန်းရဲ့အမုံရဇဝင်ဝေအသက်ကိုယ်တည်းဆွေကိုပြီးလေမုံညမရဲ့ညို့မပြီးအမုံမရင်မတူဟာတာလူမမမလေးထူတူပဲကွယ်အတိရှာသူစိန်ရဲ့မောင်မို့သူစိန်ရဲ့အော်ကျွန်တော်ပေါ်တကယ်ရဲ့ဆက်တည်းဘယ်ညူနဲ့တူရဲ့ပါတယ်လေသူဟာတော့အတင်းမာယာရှင်ရဲ့နာကျင်မောအဖြစ်ပွဲဆန်းကျင်ခါကျင်ဝချစ်ရဲ့ပန်းရဲ့မောင်လေးမပြီးမိပါလားကွယ်စိန်ရဲ့အော်စိန်ရဲ့တူကြီးကဘာလေးတွေကချင်ရပါတော့ချင်မမကြီးအပြုံးမဝခဏလေးနဲ့မုံညလို့ဝင်ရတော့မလားပြောစမ်းမောင်းခွေအလွန်ဝင်ကဘာတော့နေတယ်မှာရွှေသမင်းလိုက်မှာအချစ်သမားလေးမောက်ပေါ်မှာခွေစာနာမငဲ့ညာပဲမာယာခွေကတော့ရည်ဘယ်ညူနဲ့တူရဲ့ပါတယ်လေစိတ်ရဲ့အော်စိတ်ရဲ့သူကြီးရာဇဝင်တစ်ခုမှာပဲကွယ်စာတင်ပြူတာထားမေစာရမင်းရှင်တခင်ရဲ့ကွယ်အော်တမှုရလွားပွဲသူဟာတော့အတွက်ပန်းလက်ဆောင်ပြီးအင်းကြီးပန်းအလေးပါတော်လီတော့ခါဒီအတွက်နာကျင်မောဖြစ်ပွဲဆန်းကျင်အချစ်စလန်းရဲ့အမုံရဇဝင်ဝေအသက်ကိုယ်တည်းဆွေကိုပြီးလေမုံညမရဲ့ညို့မပြေအမုံမရင်မသူဟာတာလူမမမလေးထူတူရဲ့အတိရှာသူစိန်ရဲ့မောင်မို့သူစိန်ရဲ့အော်ကျွန်တော်ပေါ်တကယ်ရဲ့ဆက်ရဲ့ဘယ်ညူနဲ့တူရဲ့ပါတယ်လေသူဟာတော့အတင်းမာယာရှင်ရဲ့နာကျင်မောအဖြစ်ပွဲဆန်းကျင်ခါကျင်အချစ်ရဲ့ပန်းရဲ့မောင်လေးမပြီးမိပါလားကွယ်စိတ်ရဲ့အော်စိတ်ရဲ့သူ